ဒီကနေပဲလိုင်းရိုက်လိုက်တကြတော့မဟုတ်တကြခွဲ Times Square ကိုရောက်ပါပြီ Times Squareဖွဲ့ရလည်းမသိဘူးဒီမြန်မာတွေဆန္ဒပြပွဲတွေပါလေလိုမျိုးလုပ်ရင်လည်းဒီမှာပဲဒီမှာလောက်တာများတယ်ဒီ spot ပဲလူများတာကတော့အများတန်းချိန်တိုင်းညဘက်ဆိုပိုတော်ဆိုးတွေတိုးလို့မပေါ့ဘူးဒီနားမှာဒါကနေခင်းဘက်ဆိုဒီအဖွဲကဘာလုပ်နေလဲတော့မသိဘူးကွယ်အများပဲသူတို့ဖွဲတွေလဲ That's all. That's sad. Yo, guys, I gotta take some love. ကားကိုတက်ချင်တာဒီကနေတော့မရဘူး Oh shit. ဒီလေးက I forget. No, I'm changing. I'm putting them DMs. နောက်ဆုံးတော့ဒီလေကားပေါ့တက်ခွင့်ရပါပြီလူတွေကြက်နေရှေ့မှာလူတွေပြည့်Times Square ရောက် Times Square မှာနေပူကြီးဒီနေ့လေ12နာရီလောက်ရောက်နေတယ် Times Square ဆိုတာလူတွေအများတန်း tourist တွေအများတန်းလာလေတဲ့နေရာကမ္ဘာနာမည်ကြီးပေါ့နော်နာမည်ရမ်းကျော်တယ်ဘာနာမည်ကျော်လဲဆိုတော့သူကဒီဘေဘုတ်တယ်လေဘေဘုတ်ဒီကြော်ညာဆိုင်ဘုတ်ကြီးကြီးရှိရယ်ဈေးဝယ်စင်တာကြီးရှိရယ်ပြီးရင်ဒီboatway ပြဆက်ရုံနေလို့ရှိရင် New Year ball drop နေဒီ New Year Eve ကျလို့ရှိရင်ဒီဘောလုံးကြီးအပေါ်နေအောက်ကိုချရတယ်အဲ့ဒါဒီ Times Square မှာလောက်တာဒီ New Year ကျလို့ရှိရင်ဆိုလူဆိုအများကြီးဒီမှာနှစ်တိုင်း New Year Eve ပေါ့နော်အဲ့ညမှာဆိုညပက်တယ်ဆိုရင်လည်းလူတွေအများကြီးပဲပြောမလဲအဓိကကတော့ဒီဈေးဝယ်တဲ့brand တွေအစုံရှိတယ်ဒီရန်နာမည်ကြီးတယ်ကွာကျွန်တော်တို့ကျတော့နေကြမို့လားမသိဘူးဒီနေရာရောအဲ့လိုတအားကြီးထူးခြားတယ်လို့မထင်ဘူးပေါ့နော် Broken Brave တို့ဘာလို့ဆိုရင်တော့ဒါကြိုက်တယ်လေ Central Park လို့ဆိုရင်လည်းကြိုက်တယ်ဒီ Times Square ကတော့လူတွေအများကြီးပဲလို့ဒီဆန္ဒပြပွဲတို့ဘာလို့လို့တခု activity တွေဆိုရင်လည်းဒီမှာလောက်ကြရတယ်ဒီ yoga free yoga class တွေပါလေရှိရယ်လုပ်တယ် activity တော့အခုတော့မှအဲ့လိမ်မော်ရောင်အင်းကြီးနဲ့အဖွဲ့တွေကပါအဖွဲ့တွေလည်းမသိဘူးခဏကြာတော့တော့မေးကြည့်မယ် New York ကိုလာလဲပြီဆိုလို့ရှိရင်ဒီလာလဲတဲ့သူတွေပေါ့နော် Times Square ကိုမရောက်မဖြစ်တော့လာကြဘေပုတ်ကြီးတွေကြော်ညာကြီးတွေလို့မျိုးလေပြောမလဲပြပြပဲညဘက်ဆိုပူပြီးတော့လှတာပေါ့နော်ဒီညကတော့ညဘက်ကိုလာပူပြီးတော့မှပျော်စရာကောင်းမယ်လို့ထင်တယ်အများကြီးပဲအမှဝတ်စုံတွေပြီးတော့မှအဲ့လိုတပုတ်ရိုက်မလားလို့မေးတယ်တပုတ်တော့ရိုက်လို့ချင်ပတ်စံပေးရစစရောက်ချင်းတော့တစ်ခါခံရပြီတပုတ်ရိုက်မလားတဲ့ကိုတည်းကလည်းဘာမှမသိဘူးလေရောက်ချင်းဆိုတာတော့ရိုက်လိုက်တာဘယ်လောက်$15လားမသိပေးလိုက်ရခဏကြံပြအဲ့အဖွဲတွေတက်တက်ရှိရယ်အဲ့လိုမျိုးနေတော့ပူတာဟာနေရိတ်တဲ့နေရာရှာမရမယ်အဲ့ဒါပဲညွှရဒီလိုအဲ့ဒါပဲပူလို့ရှိရင်လည်းဒါတွေပူဒါຫນွေကောင်းမရောက်တယ်အေးလည်း
အရန်အေး Times Square ဆို Times Square ပတ်ဝန်းကျင်ကိုတတိချပြန်ရက်ပြရပြီနေပူကြီးပဲမခံစားနိုင်တော့ပါလာတဲ့ဒီအုပ်ထုပ်လေးနဲ့ရွာတက်လာတဲ့အမှာရွာ Times Square မှာတက်လာရလောက်နေပူတာမခံစားနိုင်တော့အနောက်ကတွဲလဲတတရပဲနေမပူလားမသိတော်ကြာပြီတို့လက်များထိုင်နေdigital billboard တွေရောဒီကနေပဲလိုင်းရိုက်လိုက်မယ်အဲ့မှာဒီလိုကြီးတွေရှိတယ် Times Square ဆိုတာ the heart of New York ကဘာကျော် brand တွေအစုံရှိတယ်ကွာဟုတ်လားဒီမှာဘေးဘော်ညဘက်ဆိုရင်ပို့ပြီးတော့မှဟိုဖြစ်နေတယ်Times Square ရဲ့နာမည်ကြီးอ่ะเนาะအဲ့ကောင်းပွိုင်อ่ะအဲ့ပေါင်းပြီးမပါတဲ့ကောင်းပွိုင် Get them while they're hot. ဒီဖွဲ့တွေပြောတာဒီဖွဲ့တွေတပုံရိုက်မလားဆိုရင်လို့ခေါ်တာခေါ်ပြီးကွာရိုက်မယ်ဆိုသွားရိုက်လိုက်သွားပြီး15ကျပ်ပဲဒါအခုနေရန်ပူလို့နေခင်တော့တိတ်မရှိဘူးနည်းနည်းနေဆောင်လာမနဲ့စောစောတော့မနဲ့နည်းနည်းနေတိတ်မပူရချက်အဲ့ချိန်ဆိုရင်အများကြီးပဲဒီလိုအယုတ်costume ဝတ်ထားတဲ့ဟိုဟာတွေမတူလဲခုတော်နာမည်ကြီးနေI got it. Go ahead. That's it. ဒါတွေလည်းကြောက်ရတယ်ဒါတွေလည်း scam တွေဒီ Times Square မှာလေသူကနာမည်ကြီးတစ်ခုရှိရပါနာမည်ကြီးသေးလဲဆိုတော့ဒီ$1 ပီဇာပေါ့နော်$1 ပီဇာတစ်ချက်ကိုတစ်ချက်ပဲအဲ့လိုမျိုးဈေးတက်တာတယ်ပေါ့နော်အခုပဲဟိုသွားမလဲဆိုတော့အဲ့ပီဇာတစ်ချက်ကိုတစ်ချက်ပဲဆိုတာဆိုင်တော်များများ$1 ပီဇာတွေကြီးပဲဒါပေမဲ့အခုကကုန်စည်နှုန်းတက်သွားတော့သူကနည်းနည်းပိုဈေးနည်းနည်းပိုကြီးသွားတယ်ထင်ပါတယ်အခု99 cent ပီဇာဆိုင်ကိုသွားမယ်ဈေးဘယ်လောက်ဖြစ်သွားလဲတော့မသိဘူးပေါ့နော်တော့ဝယ်စားကြည့်မယ်ဈေးအရန်ပေါ်တဲ့ပီဇာသွားဝယ်စားမယ်တစ်ချက်ခွဲဖြစ်သွားပြီတဲ့ဒီဆိုင်တိလေးပါတိလေးမချမ်းပါလေ The company needs to say this procedure is this much money, and ဒီထား God forbid we standardize that. right. cheese slide ကတစ်ချက်ပဲတဲ့ pepperoni slide က225ဆိုတော့တစ်ခုချင်းယူလိုက်ရင်ကောင်းမှာတဲ့ဒါပေမဲ့များမလားမသိရှာလိုက်ရဆိုင်ဖို့တော့မနေရှာလိုက်ရတယ်$1 fresh pizza တဲ့ဒါပေမဲ့အခုဈေးနဲ့တက်သွားပြီပေါ့နော်တစ်ချက်ဘယ်လိုဖြစ်သွားလဲတန်းစီပါရဲ့အခုတန်းစီပါရတော့ခုနကတော့လူမရှိဘူးအခုတော်တော်တန်းစီနေရတယ်
can soda 125တဲ့ snapper 175ဆိုတော့ can soda 125ဆိုတော့တိတ်တော့မဆိုးလို့ပြောလို့ရတယ်သူများတဲ့ချိန်မှာနှစ်ကြောက်ခွဲတော့ဒီလိုဝယ်ရောင်းနေပြီတော့မဆိုးဘူးပေါ့နော် Red Bull က$3တဲ့ဒါရေပဲယူလိုက်မယ်ဒါမှမဟုတ် Coca-Cola Original Fix ယူလိုက်တော့$6. Hi. And one cheese slice. Yeah, and this one. $2.75. थोड़ा नीचे 3 स्लाइसेस होते हैं थोड़ा नीचे है 275 Thank you. 275 है I have a strawberry stick. Oh, thank you, thank you. Daga one cheese slide. Chắc đồng hồ thì chắc quên. Great guy, because he went to Texas A&M. Cheese slide. Tu lâu làm được không? Mà khả năng lấy cái máy luôn như nào vậy? Berry bảo mẫu, chạy sống bảo mẫu. Sao còn làm gì? Cảm giác có gì lòng? Sao chuyện gì vậy? Ôi, dán chạy rồi. Xí à lại share. Xí à lại tôi của má chạy cháu ra cố sợ. Tá kim màu này. Tá ni lấy sao? Quy hoạch ngon lệ. Ê, đi mà nó không chuẩn đi, cá ngà tuyệt này. Cá ly chay sống này. Nó cả chỉ mà đã cong sống. Vậy grilled cheese này lâu đã sao con mày bụng tôi ăn ta với quầy này rồi Thank you. Would you like a bed or this one? Yeah, I would love a bed. Do I need to pay? No. Okay, thank you. Thank you so much. Hôm nay cả pizzaတစ်ချက်ရယ်ကိုကုတ်တပူရယ်တော့တောက်ဝယ်တောက်တာပီဇာက125ဟုတ်ပါဘူးပီဇာတစ်ချက်ခွဲ
ကုတ်က125ဆိုတော့နည်း275ပဲကျတယ်ပီဇာတော့ဝယ်စား275ပဲကျတယ်အခုဒီမှာကြိုက်တဲ့ဒီ Paris ပေါင်မုံဆိုင်ကဒီဟာ garlic bread ပေါ့နော်သူက garlic ဒီပေါင်မုံတေးလေးတွေပေါ်မှာ garlic တုတ်ထားတာအဲ့ဒါလေး6ခုလား5ခုလားမသိပါတယ်ကွာအဲ့တော့ဝယ်တာဘယ်လောက်လဲမသိဘူး679နဲ့ပတ်စံ10ကျပ်ကုန်သွားခုနပီဇာတစ်ချက်နဲ့ကုတ်တပူးနဲ့မှဘယ်လောက်မှမကြောက်275ပဲကြာတယ်ဒီဟာတစ်ခုကို5ကျပ်6ကျပ်အစားကငါဘဝပဲအစားကဘဝကြီးပဲ42လမ်းက Times Square 42လမ်းနေပဲစားစီနေတော့ Times Square ဒီကနေပဲဝင်လိုက်ပါတော့ပဲပြန်တော့မယ်မောလဲမောသွားပြီ